ဖိုးတရားယောခါကရှေ့ရသူကိုရှာတွေ့ဖို့မျောလင်းဆောင်စားနေခဲ့တဲ့မင်းသမီးလေးတစ်ပါးရှိခဲ့တဲ့ကွယ်မင်းသမီးလေးကဖခင်ရှင်မြင်းကြီးအမြဲလိုပြောပြမှုတဲ့အဝိတ္တနေရာကမင်းသားတစ်ပါးကိုတန်တနေမိခဲ့တာပေါ့တကယ်လဲတနေ့မှာမင်းသားလေးနဲ့ဆုံတွေ့ခဲ့ရပါလေရောဒီလိုနဲ့ရိုးရှင်းတဲ့ဒဂိုင်းမင်းသမီးလေးဟာပြိုတိုင်းမဲ့တဲ့မင်းတို့မင်းသားရဲ့စိတ်အာရုံကိုခန်းစားသွားလေတဲ့ကွယ်တနေ့မှာတော့မင်းတို့မင်းသားဟာမင်းသမီးလေးစီကိုချီကပ်ပါလေရောနောက်ပြီးမင်းသမီးလေးအတွက်စင်ဒီတော်တကောင်လက်ဆောင်ပေးသနာလေတဲ့ကွယ်လက်ဆက်ကြဖို့ပေးတဲ့ကတိချက်တောင်ပုံမူခမ်းနားတဲ့မြစ်တာလက်ဆောင်တစ်ခုကိုရလိုက်တဲ့မင်းသမီးလေးဟာအဲ့ဒီနေ့ကစားလို့စင်ပြူမရှင်လို့အမည်တွင်လေတဲ့ကွယ်မြစ်တာတုံ့ပြန်တဲ့အနေနဲ့မင်းသမီးလေးကလည်းသူ့ရဲ့ငယ်ရွယ်နှုတ်ပြမှုတွေကိုဆွလွတ်ပြီးမင်းသားလေးအတွက်ပဲအရာအလုံးနှုတ်နှံထားခဲ့ပါတော့တယ်မင်းတို့မင်းသားရဲ့နန်းတက်ပွဲမတိုင်ခင်ကာလတွေမှာစင်ပြူမရှင်ကြောင့်အတင်းသွင်းနေတာနန်းဆောင်ခမ်းမတွေနဲ့ပဲ့တင်ထပ်နေခဲ့တာပေါ့တီတိုးပြောတာနဲ့တယောက်တစ်မျိုးပေးကြတဲ့ထင်ကြီးတွေကြားမှာမင်းသမီးလေးဟာပြုံးနေခဲ့ရင်ရှေ့ရသူနဲ့အတူရာဇပလင်မော်ထိုင်ရမယ့်နေ့ကိုပဲစောင့်မျှော်နေခဲ့ပါတဲ့ကွယ်တီဟတနာပလင်ပေါ်တို့ကြွတော်မူပါလော့အရှင်မိဖုရားကြီးအိုးအသက်မိဖုရားစကြဒေဝီနမတော်ဆင်ဖြူမရှင်မိဖုရားငါကိုတော်ရဲ့ဝဲဘက်ရအောင်ချွေးလဲပါတော့စัจ जा ဒေဝီမိဖုရားကြီးကိုရိုသေလေးစားသမှုနဲ့သူရက်ခဲ့တဲ့လက်ရဘက်မှာမရက်ပါနဲ့တော့မောင်တော်ဘုရားပေးမှာတိုင်းပြည်ကိုအတူအုပ်ချုပ်လဲပါဆိုတဲ့ဂတိတစ်ခုတည်းငါမှတော့ငါဘွားတစ်ခုလုံးကိုဆွတ်လွတ်ခဲ့တယ်အခုကြတော့ငါဟာကိုလူတော်အများကြီးတယောက်ပဲဖြစ်နေရပါလားဒီပုံတော်ကိုဒီနားမှာချိတ်ဆွဲတင်တယ်လို့ကျွန်တော်မျိုးထင်ပါတယ်ရှင်မင်းကြီးဖေငါကတော့တတိမွေးပြီးမိရွေးနဲ့9ခါတိတိခုံဆင်းခဲ့ပေမဲ့မောင်တော်ဖះကတော့ဘာကြိုးမှမပေးတဲ့တမီးတော်3ပါးလို့ပဲမှိုက်ယူထားပါရောလားရှင်မင်းမင်းတို့မင်းတရားကြီးဟာတနေ့တခြားပူပြီးကျမ်းမာရေးချိုးတက်လာပြီမှမင်းတို့ထီနန်းကိုစက္ကန့်ဖို့ငါတို့ရွေးချယ်ထားတဲ့မင်းသားဟာစီစဉ်ထားတဲ့အတိုင်းငါတမီးတော်တစ်ပါးနဲ့မကြခင်လက်ဆက်ဖို့လိုအပ်ပါလိမ့်မယ်သူတို့နှစ်ခုသူအုပ်ဆိုးကြတဲ့အခါငါတို့ရဲ့ဩဇာအာဏာကြီးတဲ့ကြီးလာတော့မှဖြစ်တယ်တိုင်းပြည်ဟာလည်းငါတို့လက်ခုပ်တွဲကကြီးဖြစ်လာလိမ့်မယ်မှမင်းတို့ကျွန်တော်တို့ရဲ့အစီအစဉ်ဒီမကြခင်အကောင့်ထဲပေါ်လာတော့မှာပါရှင်ပြီဗျာသို့ပေမဲ့ရာဇပလင်ကိုတက်လှမ်းမှုလမ်းမှာပိတ်ဆို့နေပါသေးတယ်အရှင်မင်းသားမင်းသမီးပေါင်းတို့ဖခင်တို့ဘောရှင်မင်းတရားကြီးကနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုတာကြောင့်သဇော်မုန်းလာပြည့်နေ့မှာအားလုံးနန်းတော်တို့ကြွရှိစေမင်းတုံးမင်းဤသားတော်ဒီဘောမင်းနဲ့စင်ဖြူမရှင်ဤသမီးတော်စုဖျားကြီးတို့ဤဟာတနာပလင်ပေါ်တို့ကြွတော်မူပါလော့
ဖြစ်တော်မဟာကတရမင်းကောင်းမင်းမြတ်တို့จิตတော်မူသောတရားကိုအမြဲစွာရှင်းဆောင်တည်တော်မူပါလောရှိရှိလောဘလောဘဒီဒိဋ္ဌိကိုမြင်စီအဘုရားရဲ့ဘဝတရားကိုတည်တော်မူပါလောရှိရှိကြီးခတ်သိမ်းတော်တတော်တို့ပါဘုရားရဲ့ဉာဏ်ရှိခင်ကြီးခတ်သိမ်းတော်တတော်တို့ဤမိ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 တဲ့ကိုကိုရောရဲ့တဲ့သို့ဆောင်းရှောက်တော်မူပါလောမြဲမြံစောင့်ထိန်တော်မူပါလော